အားလုံးပဲမင်္ဂလာပါ Step to Malaysia ကမှတ်နေပါဒီနေ့မှာဆိုရင်တော့ Step to Malaysia podcast ကနေပြီးတော့မှမြန်မာကျောင်းသားလူငယ်တွေတည်တဲ့နဲ့အသိပညာဗဟုသုတတွေနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့အမကမလေးရှားရဲ့ Petronas Twin Tower ရှိမှရောက်ရှိနေတာဖြစ်ပြီးတော့ဒီနေ့တိုက်ရိုက်ပြသမှုမှာဆိုရင်တော့အမမှတ်နေတဲ့အတူမက် April နဲ့မက်တီရီတို့ကပါဝင်ပေးကြမှာဖြစ်ပါတယ်အမှန်တကယ်ကျောင်းလူမှုကိုလိုချင်တဲ့ကျောင်းသားလူငယ်တွေဆိုရင်တော့ဒီနေ့ပြသပေးတဲ့တိုက်ရိုက်ထုတ်လွှင့်မှုလေးကိုကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်မင်္ဂလာပါညီမလေး မင်္ဂလာပါအမ ကြောက်လေးမိကုန်းလေးတစ်ခုပေါ့နော်အရင်ဆုံးမေးချင်တာပေါ့နော်အခုချိန်မှာဆိုရင်မြန်မာကျောင်းသားတွေအနေနဲ့ပေါ့ဒီမလေးရှားမှာဆိုရင်ပေါ့နော်ဖာကျောင်းတက်ဖို့အတွက်ရွေးချယ်တင်တာလေပေါ့နော်အဲ့ဒါလေးတစ်ချက်ပြပြပေးပါဦး ဟုတ်ပါမလေးရှားကကြတော့လေအခုဒီချိန်မှာပေါ့နော်ကျောင်းတက်ဖို့ဘာကြောင့်ရွေးချယ်တင်လဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကတော့ဘတ်ဂျက်ပေါ့နော်ဘတ်ဂျက်အရဆိုလို့ရှိရင်မတို့ဒီမလေးရှားမှာကကြတော့ကုန်ကျစရိတ်ကကျောင်းသားကကုန်ကျစရိတ်ကအရင်ကိုတက်တာတယ်ပြီးတော့နေထိုင်စရိတ်ဘိုင်းမှာဆိုလို့ရှိရင်လည်းကုန်ကျစရိတ်တက်တာတယ်နောက်တစ်ခုကကြတော့မတို့ဒီကိုယ့်ရဲ့ကလေးတွေကိုပေါ့နော်စိတ်မချရဲ့မိဘတွေအတွက်ဆိုလို့ရှိရင်လည်းမြန်မာနဲ့တိတ်ပြီးတော့မဝေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့သူကအချိန်မီမလေးရှားမှာလာပြီးတော့သူကျောင်းသားတွေကိုလာပြီးတော့တွေ့နိုင်တယ်အဲ့ဟာတစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့ဒီတခြားပေါ့နော်ဂျပန်တို့ကိုရီးယားတို့သူသွားမယ်ဆိုလို့ရှိရင်ဒီ process အားဖြင့်လည်းကြာတယ်လို့နောက်တစ်ခုကကြတော့ language ပိုင်းပေါ့နော် language ကိုဒီ level တွေတစ်ခုပြီးတစ်ခုမရှိထားလို့ရှိရင်တို့ဒီနိုင်ငံတွေသွားလို့မရဘူးဒါပေမဲ့မလေးရှားအနေနဲ့ကကြတော့ English ကိုပဲသုံးကြဖြစ်တဲ့အတွက်ကြောင့်မလို့ကို့မှာပေါ့နော် English ကို basic လောက်ပြောနိုင်နေဆိုလို့ရှိရင်မလေးရှားမှာကိုစောင်းတက်လို့ရတယ်ထပ်ပြီးတော့သင်ယူမှုတွေလုပ်လို့ရတယ်အဲ့တော့ language barrier ဘိုင်းမှာလည်းအများကြီး shock မဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခါဒီမြန်မာနဲ့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တယ်မလေးရှားအဲ့တော့မြန်မာမှာရဲ့ culture နဲ့မလေးရှားရဲ့ culture ကလည်းတအားကြီးမကွဲဘူးနောက်တစ်ခါမြန်မာအများစုလည်းမလေးရှားမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းသားအနေနဲ့ပေါ့နော်ဥမာဆယ်ကျော်သက်ကလေးနာမှာပဲဖြစ်ဖြစ် first time ဒီနိုင်ငံခြားမှာတောင်းတော့ပြင်ဆင်နေတဲ့သူတွေပဲဖြစ်ဖြစ်တိုးတိုးတွတ်ဆိုလို့ရှိရင်လည်းဒီ cultural shock ဆိုတာဦးပေါ့နော်အရင်ကြီးမဖြစ်တော့ဘူးအဲ့ဟာတွေအပြင်ဒီ third country ကိုကူးဖို့အတွက်ကိုစဉ်းစားနေတဲ့ကလေးရဲ့အတွက်တကယ်ကောင်းတစ်ခုကကြတော့သူကဒီမှာပေါ့နော်ဥမာဒီပလိုမာတန်းမဲ့ဖြစ်ဖြစ်အဲ့လိုမျိုး2 နှစ်တက်ပြီးသွားတဲ့ခါကြလို့ရှိရင်သူကဒီ UK တို့ Australia တို့ပေါ့နော်ဒီ transfer လုပ်လို့ရတယ်အဲ့ခါကျတော့ကိုက third country ကိုကူးဖို့စူးစမ်းနေတယ်ဒါပေမဲ့အကြောင်းချောင်းမလို့ကူးလို့အဆင်မပြေဘူးဖြစ်နေတယ်အဲ့လိုမျိုးကလေးကြတော့ဒီဘက်မှာဟိုဘက်မှာပဲအချိန်ကုန်ခံနေပဲနဲ့မလေးရှားမှာကျောင်းလာတက်ပြီးသွားတဲ့ခါကျတော့မှ third country ကိုကူးပြီးတော့ကိုယ့်ရဲ့ education career ကိုဆက်ပြီးတော့လည်းဆက်သွားလို့ရတယ်အဲ့ခါကျတော့ဟိုကိုယ့်အတွက်အခွင့်အရေးအများကြီးရှိရဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ကို abroad မှာကျောင်းတက်ဖို့စဉ်းစားနေပြီဆိုလို့ရှိရင်မလေးရှားကထည့်သွင်းစဉ်းစားတဲ့နိုင်ငံတစ်ခုထဲမှာပါတယ်ပေါ့နော်ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါ ဟုတ်ကဲ့ပါ လည်းဆက်ပြီးတော့ဟုတ်ပါမယ်နော်ဟုတ်ကဲ့ရှင်